ဒီမိသားစုကဆင်းရဲတယ်လို့ဟန်ဆောင်ရမှာအရန်တော်ကြတဲ့ဧည့်သည်တွေလာတဲ့အချိန်တိုင်းသူတို့ရဲ့အလွန်ကြီးမားတဲ့အိမ်ကြီးကအလိုလျောက်ပျက်စီးနေတဲ့အိမ်ဟောင်းတစ်လုံးလိုပြောင်းလဲသွားတတ်တယ်တကယ်တော့သူတို့ဟာအလွန်ချမ်းသာတဲ့ဘဝကိုနေထိုင်နေကြတာပါသူတို့အိမ်မှာနေ့စဉ်အစားအစာတွေကိုမြ мян ဆန်ဆန်ချက်ပေးတဲ့စက်ရုပ်စဖို့မှုတယောက်ရှိပေမဲ့အစားအစာတွေကိုတော့စပွဲပေါ်မှာဖြစ်တယ်လို့ပဲပုံထားလေးရှိတယ်အပြင်ထွက်เสียရအောင်မလိုပဲအိမ်ဝင်းထဲမှာရေကူးကန်တဲ့နေပူစားလုံးမှုကရိယာတွေပြည့်စုံရှိနေတယ်ဒါအပြင်လူတယောက်ကိုအလိုလျောက်လမ်းပေးနိုင်တဲ့နေအောင်ကြီးစက်လည်းရှိလို့အသားအရောင်ကိုညီညီမျှမျှနေလောင်စေနိုင်တယ်မုတ်စိတ်ရိပ်ဖို့အတွက်လည်းအပြည့်အဝအလိုလျောက်စနစ်ရှိတဲ့စက်ရုပ်ကရိတ်ခိမန်ကိုတိတိကျကျလိမ့်ပေးပြီးမုတ်စိတ်တွေကိုလည်းအပြည့်အနာအစာမရှိအောင်ရိတ်သိမ်းပေးတယ်ဒါတွေမကသေးပဲတတိခွန်တွေကိုအားဆိုင်เสียရမလိုပဲခွာပေးနိုင်တဲ့ကြော်ရည်ဆက်လက်ရှိတယ်သူတို့ကကြိုက်ပေမဲ့မုံလာဦးနံကိုမုံလုံးလို့အစားအစာရဲ့မူလအနံကိုလုံးဝဖယ်ရှားပေးနိုင်တဲ့အနက်ရှင်ဆက်တောင်တီထွင်ထားကြတယ်တခါတလေဟင်းမချက်ချင်ရင်အစားအစာကိုချက်ပြုတ်ဆက်ထဲထည့်လိုက်ရုံနဲ့ရတယ်ဒါပေမဲ့စက္ကန့်ပိုင်းတွင်မှာမိဖို့ချောင်းတစ်ခုလုံးပေါက်ကွဲသွားတတ်တယ်သူတို့ရဲ့ဆိုဖာကလည်းအခြေအနေပုံမူတည်ပြီးပုံစံပြောင်းနိုင်တယ်တကူတယောက်ကထိုင်ဖို့စူးစမ်းမိရင်တော့ချက်ချင်းနှိမ့်ဆက်ခံရတဲ့ထိုင်ကုန်လိုပြောင်းလဲသွားတယ်အန်အောင်စရာအကောင်းဆုံးကတော့သူတို့အိမ်ကိုဘယ်နေရာမဆိုရွှေ့ပြောင်းနိုင်တာပါပဲတစ်တာတစ်လုံးကိုဖွင့်လိုက်တာနဲ့ဇင်ခံအင်ကြီးတစ်လုံးမြေကြီးထဲကနေချက်ချင်းထွက်ပေါ်လာတယ်ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့အခန်းထဲမှာတိမ်တူးတစ်ခုဖန်တီးပြီးမိုးတူရွာသုံးစီကအခန်းကိုချက်ချင်းအေးမြသွားစေနိုင်တယ်သူတို့ရဲ့ရေခဲတစ်တာကတောင်ထူးခြားလို့နဲ့အထဲမှာပင်ကွင်းတစ်ကောင်နေထိုင်နေပြီးမိဖွင့်ပြီးပိတ်လုပ်ပေးရတဲ့တာဝန်ယူထားတယ်ဒါပေမဲ့အမျိုးသားကြီးကရေခဲတစ်တာဖွင့်တိုင်းတနာစရာပင်ကွင်းလေးကိုအမြဲနှိပ်ဆက်ကစားနေမိတာပဲဖြစ်ပါတယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်